Hello မမတို့ရေဒီနေ့လေဂျင်းမောင်းမီပုံတစ်လေးဝင်လို့မိတ်ဆက်ပေးပါမယ်ရှင်ဒါလေးကကြလို့ရှိရင်လေဂျင်းမောင်းမီလေးပါဒီကလေဒီလိုခါပတ်လေမျှော်ကြိုးလေးနော်ဂျင်းမောင်းမီကိုမှဒီလိုအိတ်ကက်တွေကအဖောက်ကောင်းတယ်ပြီးတော့ခါကျတော့ချီဆွဲသားလေးနဲ့နော်ပြီးတော့အရှည်ကကြလို့ရှိရင်လေမမတို့ကြိုက်တဲ့အရှည်လေးပေါ့နော်အရှည်က40ရှိပါတယ်ဒီလိုခါကနောက်ဘက်မှာလည်းပတ်လေမျှော်ကြိုးလေးနော်ကာလာလေးက2ရောင်လာတယ်မမတို့ရေဝတ်ပြထားတာတော့ဂျင်းရောင်လေးပေါ့နော်သူကလေဟို site ပြေးမမတွေအတွက်လည်းအဆင်ပြေတယ် site ဒီခေါက်ကလေ site စုံပါတာပေါ့နော်ဒါအနက်ရောင်လေးကိုခါနံပါတ်က site နံပါတ်က38ဒီလိုခါတိုင်းလိုက်လို့ရှိရင်ခါကလေ40ထိရှိတယ်တင်က52ထိရှိရယ်နော်ဘောင်းမီအရှည်က40ပါမမတို့ဒါ over ပေါ့နော်သူကကြလို့ရှိရင်28ကနေခါsite 28ကနေ38ထိပါတယ်မမတို့နော်ဈေးနှုန်းလေးက4000ခွဲပါပေါင်ချိန်ဆိုလို့ရှိရင်မမတို့ရဲ့ပေါင်ချိန်120နဲ့စောက်ဖို့လို့ရပါတယ်120 200ထိဖို့လို့ရတယ်နော်ဒါအခုစိုးပြတာအနက်ကိုမှ over site လေးပါဟိုမမတို့ရဲ့ဂျား site တော့မပြတော့ဘူးပေါ့နော်ဟိုနှစ် site လောက်တော့ဖြန့်ပြလိုက်မယ်ဒါကတော့အသေးလေးပေါ့နော်အနက်ကိုမှအသေးလေးပါသူကလေပစ္စည်းတွေတအားကောင်းတယ်ဝတ်ရတာလေဒီလိုလုံးစုံလေးဖြစ်တဲ့အတွက်တက်တောက်တက်တာရှိရယ်နော်ခီးသွားတဲ့မမတွေဆိုရင်လည်းအဆင်ပြေပါတယ်ဒါကကြလို့ရှိရင်အခုစိုးပြတဲ့အပြာရောင်လေးပေါ့နော်ဒီအပြာရောင်လေးပါနောက်ကခါပတ်လေမျှော်ကြုံနော်မမတို့နော်ပေါင်ချိန်ဆိုလို့ရှိရင်120ကနေပေါင်ချိန်200ထိဝတ်ပေးလို့ရပါတယ်ဈေးနှုန်းလေးက4000ပဲနော်မဟိုမမဝဝတွေလည်းအဆင်ပြေသလိုမမပိန်တဲ့မမတွေလည်းအဆင်ပြေပါတယ်နောက်ပြီးတော့လေတက်တောက်တက်တာရှိတဲ့အတွက်ကြောင့်လေမမတွေထဲလာတော့ဆောင်းထားတင်ပါတယ်ရှင်ကျေးဇူးတင်ပါတယ်